ကြလို့ကျွန်တော်တို့ CNF ဖက်ရနဲ့ CNA ရေးဖို့တယောက်ကြာဆုံးသွားတယ် ZRA ကျွန်တော်တို့ချင်းငယ်ကူဖက်နဲ့လည်း7ယောက်ကြာဆုံးတယ်12ယောက်စလုံးအတွက်ကျွန်တော်အရန်ဝမ်းနေတယ်ကျွန်တော်တို့အားလုံးအရန်ဝမ်းနေတယ်ဒါပေမဲ့ကျွန်တော်တို့သူတို့တည်တဲ့အကြောင်းဒီအသက်ပေးတဲ့အကြောင်းဒီကိုပြန်ပြီးသုံးသပ်မယ်ပြန်ပြီးစဉ်းစားမယ်ပြန်ပြီးအတိတ်ပဲဖွင့်မယ်ဆိုရင် CNA ရေးဖို့တည်တာကျွန်တော်တို့ချင်းလူမျိုးဖို့ကျွန်တော်တို့ချင်းပြည်လူမျိုးဖို့ကျွန်တော်တို့အမိနိုင်ငံကျွန်တော်တို့ချင်းပြည်ကျွန်တော်တို့ခရီးယန်ဘာသာကိုအမြင့်ပြတ်အောင်ကျွန်တော်တို့ချင်းလူမျိုးအမြင့်ပြတ်အောင်လာတိုက်တဲ့မြင့်အောင်လှန်ကိုကာကွယ်ဖို့ကျွန်တော်ချင်းလူမျိုးနဲ့ချင်းပြည်တွေအသက်ပေးရတာဖြစ်ဒါပေမဲ့ ZRA ဖက်ဆက်တရောက်ဆိုရင်သူတို့ကဘယ်သွားလဲနဲ့တက်ရှင်ပေးလဲမြင့်အောင်လှန်တက်ရှင်ပေးတယ်ဘာအတွက်တုံးလဲမြင့်အောင်လှန်လူသက်သမားမြင့်အောင်လှန်အတွက်တိုက်ပွဲဝင်တာဖြစ်တယ်အရာဝနေရှာကောင်းတယ်ဒီလူငယ်တွေကိုကျွန်တော်အပြစ်တင်တာမဟုတ်ပါဘူးအဲ့ဒီလူငယ်တွေကိုမမှန်တဲ့နီလန်းနဲ့သွေးထူးထူးဆော်ပေးတဲ့သူတို့လူကြီးတွေသူတို့ခေါင်းဆောင်တွေသူတို့တိတရောင်ရောင်နဲ့မတိတဲ့လူတွေနားလေတရောင်ရောင်နဲ့နားမလေတဲ့လူတွေလီမာတရောင်ရောင်နဲ့အရာအားတဲ့လူဘလို့ဆက်ဆရာကောင်းလဲမင်းအောင်လှိုင်ကိုလူသက်သမားမင်းအောင်လှိုင်ကိုသူရဲကောင်းပွဲပေးရကဘာမှာတလို့ဆက်ဆရာကောင်းတဲ့အချက်တရားမရှိပါဘူးဘလို့အချောင်သူတို့ဘလို့အချောင်ခူတယ်လေသူတို့အဖားဘလို့တော်တယ်လေဆိုတာကိုသူတို့ပြုတ်ပြတာပဲသူတို့ရဲ့တွဲထူးထူးဆောင်မှုကြောင့်မင်းအောင်လှိုင်ကိုလက်နဲ့တက်ရှင်ပေးတဲ့ ZRA မှာသူတို့ပါရတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကြာဆွန်းသွားတဲ့ရဲဘော်စစ်တယောက်အတွက်ကျွန်တော်တို့အထူးဝမ်းနေတယ်သူတို့အသက်ပေးတာဘာအတွက်ပေးလဲဆိုတော့ကျွန်တော်ချင်းပြည်နဲ့ချင်းလူမျိုးအတွက်မဟုတ်ဘဲနဲ့မြင့်အောင်လှိုင်အတွက်ဖြစ်ရတာဖြစ်တယ်အရာဝမ်းနေတယ်ဆိုတာကိုပြောပြချင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းငယ်အကူတွေကျွန်တော်တို့ဆွေးနွေးကောင်းမွန်လေးဆွေးနွေးရအောင်ကျွန်တော်ချင်းလူမျိုးရှိလူငယ်ငု့ဖို့အတွက် CNF နဲ့လာပေါင်းကြပါအတူတကွစကားပြောရအောင်အတူတကွတိုက်ပွဲဝင်ရအောင်အဲ့ဒီမင်းအောင်လှိုင်နဲ့တခြားလူမျိုးတို့ရဲ့သွေးထူးထူးဆော်မှုအဲ့ဒီအောက်မှာမနေဘူးကျွန်တော်တို့အထူးတိုက်တွန်းလိုပါတယ်ဒီနေ့လိုက်သွေးမှာကြာဆွန်တော်တဲ့ကျွန်တော်တို့ချင်းလူမျိုး12ယောက်ကျွန်တော်တို့ CNF တယောက်ဟိုဇက်ရာဖက်17ယောက်အားလုံးအတွက်ကျွန်တော်တို့အရာဝမ်းနေတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်